ရားပြုတဲ့နေ့လိုက်ပြုတာတော့ရှင်ပြုတာတော့ဘုရားစားပြုတာလဲကွာဆိုဘုရားကစားပြုတာကျရှင်ပြုတယ်ဆိုတာလဲဘာမှပြင်ပန်းစရာမလိုဘူးဆိုတော့လောကမှာနေတော့လောကခုံလေးတွေကလည်းလိုချင်တော့ဒီလိုဆိုမတကြီးကရှိလို့ဟုတ်ရဲ့လားဝိသေဆရာကြီးတွေနဲ့ဟိုကြောင့်ကဆိုင်နဲ့စုံလို့မလုပ်ကြဘူးလားဒါလောကကုံလောရတာဟုတ်ရဲ့လားလောကထဲမှာနေတော့လောကအာယုစိုက်ဖို့အတွက်လည်းဒါလေးတွေကလူသေးတွေကိုဟုတ်ရဲ့လားရှင်ပြုတာတော့လွယ်လေးတွေရှင်ပြုတာဘာမှခဲခဲဘာမှစဉ်းစားတာမလိုဘူးတားရှိတယ်အမျိုးသားလူတွေတိုင်းကရှင်ပြုဖို့စိတ်ကူးကြစိတ်ကူးတဲ့လူရလူတယောက်မှမရှိတဲ့ပုဂ္ဂိုလ်ကလည်းသူကတာပြည့်လို့ရှင်ပြုကြမယ်ရှင်ပြုတယ်ဆိုတာသာနာပြုတာပဲဟုတ်ရဲ့လားသာနာပြုတယ်ဆိုတာကိုယ့်ရဲ့တာသမီကိုယ့်ရဲ့ဆွေမျိုးကိုချစ်ခင်တဲ့ပုဂ္ဂိုလ်များကိုငြိမ်းချမ်းရနိုင်ပြီပို့တာဒီနေ့ဒကာကြီးကုပြုဝင်တို့ဗေဒသူကရေရနာမြမျိုးကောင်းသားမျိုးသားတို့အားဒါနနဲ့နေပို့တယ်ဆိုတာငြိမ်းချမ်းသိချင်တာလားပူလောင်သိချင်တာလားငြိမ်းချမ်းသိချင်လို့ပို့တာအရှင်ပြည့်တယ်ဆိုတာကငြိမ်းချမ်းရနေပြီပို့တာနေမြေကတစ်ခုရှိတယ်လေလောကနေမြေငြိမ်းချမ်းရနေပြီပူလောင်နေတယ်ကိုယ်ကျုပ်ခုနေတဲ့နေမြေကပူလောင်တဲ့နေမြေကဲဒုတိယနာပိသတိနေကြောင်တော်ကြီးဟိုလန်းထွက်လျှောက်ရဲလားမလျှောက်ရဘူးတော့ဟုတ်ရမလျှောက်ရဘူးအေးလူရအိမ်မှာအေးရလားမေးရဘူးဟုတ်ရလားမငြိမ်းချမ်းဘူးပြောတာဟုတ်ရလားကိုယ်နဲ့မသွားရဲ့ဒီနဲ့မသွားရဲ့ဟမ်လူမှမသွားရဲ့ကြဟုတ်ရလားငြိမ်းချမ်းလို့လားမငြိမ်းချမ်းလို့ကြောက်လို့လားမကြောက်လို့လားဟောဘုန်းကြီးတို့လည်းများကြောက်နေရတယ်နင်းကြီးဘယ်လိုသိလိုက်လဲအလုံးဘုန်းကြီးတို့အတူတူပဲလောကတစ်ခုလုံးဟာမငြိမ်းချမ်းတဲ့နင်းကြီးဒီနားတယ်မဟုတ်ဘူးငါမောက်တယ်မဟုတ်ဘူးမြန်မာနိုင်ငံနဲ့မဟုတ်တကဘာလုံးမှာငြိမ်းချမ်းတဲ့နင်းကြီးရဲ့လို့ရှိတယ်မရှိပါဘူးတလောကလုံးကိုရှိသလားရှိပါဘူးအာဒီတွေမငြိမ်းချမ်းတာမဟုတ်ဘူးအထက်နတ်ပြည်တက်ကြည့်တော့ဟောနတ်ပြည်ငြိမ်းချမ်းရဲ့လားငြိမ်းချမ်းပါဘူးမြမပြည်တက်ကြည့်ဟောငြိမ်းချမ်းရဲ့လားငြိမ်းချမ်းပါဘူးမငြိမ်းချမ်းဘူးဆိုတော့တက်တာနဲ့မတက်တာတော့ကြွားတာဘောဗျဟုတ်ရဲ့လားအဲ့တော့တို့ရလာတဲ့ဘဝကောင်းတာမှန်တယ်တို့ရောက်တဲ့လောကကြီးကမငြိမ်းချမ်းဘူးဘယ်လိုတို့သိလိုက်ကြဥပ္ပဝဏတို့သိမှရမှာကတို့ရောက်နေတဲ့လောကကြီးကမငြိမ်းချမ်းဘူးကဲငြိမ်းချမ်းလားတို့တရားနာပြိတာငြိမ်းချမ်းပါမငြိမ်းချမ်းဘူးမငြိမ်းချမ်းတော့တို့သားလေးတွေတို့ပြီးလေးတွေတို့ဒူလေးတွေတို့ဆွေမျိုးတွေကိုငြိမ်းချမ်းနေပြီတို့ကိုမယ်တို့ကတော့ရှိသေးတော့တို့တရားနာပြိတာတို့ကိုကတော့ဒီနယ်ထဲမှာကြားလိုက်ရစ်နေပြီလေမငြိမ်းချမ်းတဲ့အကျိတ်ခံရမှာပဲဟုတ်ရဲ့ဘုဥပ္ပဝင်းကြီးတို့ငင်းညာနေပြီပို့မယ်ဆိုရင်တက်ကြည့်ပါလို့ကွာလို့ပြောမှာပေါ့မပြောဘူးလားတို့မျိုးသမီးတွေလည်းဗတိလာညဝဲမှာတို့လှုပ်ရှုပ်လို့ပြောမှာပေါ့ဟုတ်ရဲ့လားဘောင်းတော့ကိုကဒီနယ်မြေကအသားကျနေပြီလေအပူလိုင်းနေထားနင်းနေရတာထုံးဝင်နေပြီဒါတော့မရှုံဘူးပေါ့ဟုတ်ရဲ့အဲ့တော့တို့မြေလေးတို့သားလေးတွေတော့ငြိမ်းချမ်းတဲ့နေပြီတို့ပို့မယ်တို့ကတော့အကျိတ်ခံမယ်တို့ညီလေးတွေကိုတော့ငြိမ်းချမ်းတဲ့နေပြီပို့မယ်ထုတ်ပြချက်ကြားပြီးတော့ဒီနေ့ငြိမ်းချမ်းရေးကြာနေပြီပို့တဲ့ပွဲရှင်းပြတယ်ဆိုတာမငြိမ်းချမ်းတဲ့နေပြီကငြိမ်းချမ်းတဲ့နေပြီကိုပို့တာတော့ပါပဲဒီပို့တာဘယ်သူကစခဲ့တာဆိုဘုရားကစခဲ့တာရှင်းပြအစဘုရားကဘယ်လိုခန္ဓာဒီလားဆိုင်နေဝမ်းနေနဲ့လားမဟုတ်ဘူးရှင်ပြတာဘုရားရှင်ပြနေကအရွယ်လေးသာဂေတာချွေကားချတမ်နေတာကျင့်စဉ်သာဂေတာချွေကားချတမ်နေတာကျင့်စဉ်
ဝါတိကမြတ်စင်နဲ့မေလန်းသေးကြီးမြဲမိနိဖအထုရှာသည်သာဗုဒ္ဓရှင်ပြုသည်ပွဲအလွယ်လေးပါတို့တရားနာပေးတာဟုတ်ရဲ့သာဂိတာချွေကားချအမနိဒကျင့်စဉ်ဝါတိကမြတ်စင်နဲ့မေလန်းသေးကြီးမြဲမိနိဖအထုရှာသည်သာဗုဒ္ဓရှင်ပြုသည်ပွဲမိဘနှစ်ပါးတွေမိဘတိုင်းမှာကိုယ်သားလေးရှင်ပြုပွဲလေးတွေမလုပ်ဘူးလားလုပ်ပါတယ်ဗျာရှင်ပြုတယ်ဆိုတာငြိမ်းချမ်းရပို့တာလားပူလောင်ရပို့တာလားအဲ့ငြိမ်းရပို့တဲ့ထုံးကိုဖျားလှုပ်တာလားအခြားသူလှုပ်တာဖျားလှုပ်တာကျုပ်တို့ဖျားလည်းဖျားမပြည့်ခင်တော့ကတားတယောက်ရှိတယ်လေမရှိဘူးလားနာမည်ပြည့်တယ်ရဘူးလားဘုရားလုံးနဲ့ကြောမှာဘုရားဖြစ်တာကိုနာတိတွေရတော့အင်္ဂရောနဲ့အိမ်တော်ကြတော့သားလေးတယောက်မွေးနာမည်ကရာဟုလာတော့ဘာလို့မဲ့လို့ဆိုတော့ကလေးလေးမွေးလာတော့အဆောင်ကြောက်ပြတန်တော်ဦးတင်ရသွားစကပြန်ရတဲ့အရှင်သာတားတော်လေးမွေးပါပြီဟိုကပါမီရင်းနေတဲ့ကိုကြတော့စိတ်ထဲမှာထိတ်သွားတယ်။တာရီဖွာလာပြီဆိုတော့လက်ကိုဖမ်းလို့ပါပဲ။လက်ကိုဖမ်းတော့မိုက်ဝေသွားဘူးလား။မိုက်ဝေသွားပါတယ်။လာရီလင်းနေတာတော့ညှိုးမိန်သွားတာ။ဘုရားမျက်နှာကျိုးသွားတာ။ညီးလိုက်တယ်။အဲ့ဒီညီးတာလေးကိုအမိပြုပြီးတော့ရာဟုလား။ရာဟုဖမ်းတယ်လို့ပဲ။အဲ့ဒါလေးဝေးလာပြီးတော့ဘုရားအလောင်းတော်ကစဉ်းစားတယ်ဘုရားမဖြစ်သေးဘူးအဲတာလေးဝေးတယ်ဆိုတော့တွေ့လိုက်ချင်တာသမုဒိယသစ္စာကိုဗျဟုတ်ရဲ့လားသမုဒိယသစ္စာဆိုကိုတာလေးတော့လူလိုကြည့်ကျင်တာပေါ့ဟုတ်လားဘုန်းကြီးတို့တော့ဘာမှမရှိပဲနဲ့တော့ခါတည်ကြည့်ကျင်တာဟုတ်ရဲ့လားမရှိပဲနဲ့ကြည့်ကျင်တာအယူလို့ခေါ်တယ်ဟုတ်ရဲ့လားခင်ဗျားတို့ကရှိလို့ကြည့်ကျင်တာဘုန်းကြီးတို့ကမရှိရဲနဲ့ကြည့်ကျင်တာဒါသမုဒိယသစ္စာပေါ့ဟုတ်ရဲ့လားကိုဘုရားလည်းပဲဘုရားမဖြစ်ခင်တော့ကဒီသားလေးကဝေးတာဆိုတော့ကြည့်ကျင်တာပေါ့သူလည်းလောကီသားပဲပို့လေလောကီသားလည်းကြည့်ကျင်ဘူးလားကြည့်ကျင်တယ်ကြည့်ကျင်တော့သူကစဉ်းစားတယ်ငါသားလေးသွားကြည့်ရင်ရေတော်ရနိုးမယ်ရေတော်ရနိုးရင်မောင်ရင်ဆိုရင်ငါတော့မထွက်နိုင်ဘူးရင်းတဲ့ပုဂ္ဂိုလ်ရဲ့စဉ်းစားချက်လေခင်ဗျားတို့ကြတယ်အလိုဟုတ်ရဲ့လားတကားကြီးဟေးကပြေသွားဦးမယ်ထားဟာဟုတ်ရဲ့နော်မကွာဘူးလားရင်းတာနဲ့မရင်းတာကွာတာနော်ပညာပါတာနဲ့မပါတာကွာတာအခုဘုရားအလောင်းတော်ကစဉ်းစားတာတားလေးသွားနန်းရင်ရတော်ရနိုးလိုက်မယ်မောင်ကြီးဆိုရင်ငါမသွားနိုင်ဘူးအဲတို့တကားကြီးတော့သွားနိုင်ရဲ့လားဘုန်းကြီးတို့တော့မောင်ရီခေါ်မှန်းလူမရှိပဲတဲ့ကိုမသွားနိုင်ပါဗျာဟုတ်ရဲ့လားဦးဇင်းပြဘုံဘုံပြငဲ့ညာပါအောင်ပြတော့ဘုန်းကြီးတို့ချမောရေးစားပြီးနေရတယ်ရောဟဲ့လားဒါတို့တကားတွေတော့ဖရဲတကားကြီးဒုကလေးတို့လက်မထောင်းနေတာတရားမှမရှိဘူးနော်တို့ကိစ္စတွေကနော်တရားမှမရှိဘူးအဲ့ဒါဘုရားကတောင်းကစဉ်းစားတယ်ရတော်ရလို့ရင်မောင်ရီဆိုရင်ငါတော့ထွက်ခဲ့ဘုရားဖြစ်တော်မူလေအန်ကြိတ်ပြီးတော့နှုတ်ဆက်ချင်ရတဲ့နဲ့ရုပ်ရည်နှုတ်ဆက်ချင်ရတဲ့နှုတ်ဆက်ရဲလားမဆက်ရဘူးကိုကငင်းညာနေပြီးဘဂဝရအဖြစ်သွားမှာကိုအဲ့ဒါမရဘူးဆိုတော့အန်ခက်ပြီးတော့တကောင်ရမောင်ဆန်နှုတ်ပြီးတော့ဘုရားတွတ်ခဲ့တာအတွတ်ခဲ့တာတော့ထွက်တယ်လူညာမသိတဲ့နော်တို့တွင်းညတကတည်းညကြတော့မိဟုတ်ဆောင်လေးနဲ့တိုးတယ်များထွက်ကြတယ်ဟိုဂျိုးရိုက်တယ်ခါရိုက်တော့တွင်းညမကပ်ပါဘူးကိုဖရာမင်းတို့ဘာလို့ပြောတာလဲနော်ဒါရတာနေတာအေးအဲ့ဒါနဲ့ဇာတိကတိုးထွက်တာကဘုရားဖြစ်ဖို့တရားရှာဖို့တိုးထွက်တာဟုတ်ရဲ့လားတိုးတဲ့ရှာမှရမှာပေါ့ရွာတဲ့ရှာလို့ရပါမလားမရဘူးတိုးတဲ့ရှာကနည်းနည်းမရနည်းနည်းနဲ့မလျှော့ဘူးဘာလို့လဲ
နှလုံးသားမှာတရားတွေပြည့်ဖို့အလုံးတန်လို့တယ်တရားကသာလေကိုငြင်းညမ်းနေပါလေဒါကြလို့ညုတ်တို့ကမတရားတာတွေများနေတော့တရားကနဲတာဘုရားတော့တရားတွေများနေတဲ့ကတည်းကများတဲ့များတာရှားဖို့ခြင်းတွေအတွက်အလုံးတန်ဆန်းကျယ်လှပတဲ့နန်းတော်တွေကထွက်ပြီးတော့တောတောင်ထဲမှာမနေဘူးမသွားဘူးလားသွားတယ်တောတောင်ထဲသွားတာဟာကျိုးရဲ့ကိုသွားတာလားတရားရှာဖို့သွားတာတရားရှာဖို့သွားတာရှာတာချင်းတော့မတူဘူးနော်ရှာတာလွဲရင်မေးကြမယ်ဟုတ်ရဲ့လားရှာတာလွဲရင်မေးကြမယ်လို့တွက်ထားလိုက်ဗျာတို့တင်ကြီးသားတွေရှာတာမျိုးသိနေနော်ထုတ်ဖို့ရနော်ရှာတာမျိုးသိနေအခုဘုရားလောင်းတော်ကတရားရှာဖို့တော်တော်ထွက်လာတနေ့နဲ့မရနှစ်နေ့နဲ့မရသုံးနေ့နဲ့မရတရားတော်လွယ်လွယ်ရပါမလားမရဘူးတော့နှစ်ရှည်တမ်းများရှာလို့တောင်မှတော့ကကြစိတ်ရွှေရနာရှာရတယ်လို့ပဲဟုတ်ရဲ့လားနှစ်ရှည်တမ်းများရှာမှကိုလိုချင်တာတွေရတစ်ချက်တစ်ချက်ပေါ့ဦးနေတော့ရပါမလားမရဘူးတရားကစိတ်ရွှေရနာတဲ့ဝုခက်ဟုတ်ရဲ့ကိုချမ်းသာကိုရှားတာနော်သိရနာကကိုဆင်းဖို့ရှားတာတရားကကိုငြိမ်းချမ်းဖို့ရှားတာမလွဲသေးဘူးဟုတ်ရဲ့လားအဲ့ဒါဘုရားကတော်လေးရှားတဲ့နည်းနည်းများနည်းနည်းနဲ့များမပြည့်မနေငါရှားမယ်နောက်မပြန်ဘူးသုံးပြကြိုက်ချပြီးတော့တရားရှားလိုက်တာ9နှစ်ကြာသွား6နှစ်ပေါ့မစားမတော့ပိန်ချိုးလို့အယိုးပေါ်အရင်တင်းနေ့စဉ်လာညတင်လာရုပ်တွင်ကြည့်လိုက်ရင်တော့အားရတရားမရှိဘူးသို့တော့နှလုံးသားမှာတော့တရားအာရတွေမပြည့်ဘူးလားပြည့်တယ်အဲ့တော့ကြောင့်နဲ့တရားကျင့်ပြီးတော့တရားသိလာဘုရားအမိတော်ရနိုင်တဲ့အရှင်တန်မြင်မာတဲ့တရားတွေပြည့်စုံမသွားဘူးလားဘုရားပြသွားပြီးဆိုကြတယ်ဟုတ်ရဲ့လားဘုရားလောကမှာအများဆုံးအလတ်ဆုံးဗုဒ္ဓဖြစ်သွားပြီဒါဗုဒ္ဓဖြစ်သွားပြီဆိုရင်ငြိမ်းချမ်းတာမငြိမ်းချမ်းတာငြိမ်းချမ်းတာကံဗုဒ္ဓဘုရားဖြစ်တဲ့အခါကျတော့ဘုရားတို့ရဲ့ဓမ္မရည်တက်ကလောကတစ်ခုလုံးငြိမ်းချမ်းဖို့ဘုရားပြည့်ဖို့ဆိုတာကိုဘုရားပြည့်ဖို့နဲ့လောကငြိမ်းချမ်းဖို့အတွက်ဘုရားသိချင်တာဟုတ်ရဲ့လားအဲ့ဒါနဲ့အငြိမ်းပြင်းတဲ့ဘုရားကဘုရားပြတော့ရှင်းရှင်းရှားအောင်ပြီးတော့တရားဟောရမြို့တွေရွာတွေခြေကြောက်တာဒါကြလေးသဘောဆန်နေသွားတာရှိတာပေါ့ကားလည်းမရှိတရားလည်းမရှိဗျဘုရားရဲ့ကရုဏာတော့ဘယ်တော့မှကြည့်တော့ဟုတ်ရဲ့လားအဲ့လိုလျှောက်ပြီးတော့တစ်နေ့ကြာ9နှစ်ကြာလာအဲ့တော့နောက်ပါရီကလည်းများလာပြီပေါ့တန်ဃာတော်တွေက1000လောက်ဖြစ်1000လောက်ဖြစ်လာတော့သူ့မွေးရမြေကကပိလာကအဖေကြီးကမျောတယ်တားနဲ့ကွဲနေရတာ9နှစ်နေငါသာဘုရားပြည့်ပြီးလို့ပြောတယ်ပြန်လည်းမလာဘူးအဲ့တော့ခေါ်တော်လေးလွတ်အခေါ်တော်တွေကလေနန်းတော်ထဲမှာနေကြကြနေရတော့လေရှုပ်ထွေးမှုတဲ့လောကထုံးတာနဲ့ပူလောင်လာလို့ဘုရားအရေးရောက်တဲ့အခါမှာပြန်လာသလားဟိုမှာနားနေလားနားနေတယ်ဆိုတာအင်းလို့လားပူလို့လားပူလို့တစ်ထောင်တကားသွားတစ်ထောင်ဘုရားထံရောက်ရင်သင်္ဃာလေးစီလိုက်ကြတရားနာမပြန်တော့ငြိမ်းချမ်းတဲ့အရာသာခြင်းကမတူဘူးလေဘုရားအမျိုးကောင်းသားလေးတွေငြိမ်းချမ်းတဲ့အရာသာခြင်းကမတူဘူးသို့တော့သူတို့မှာပါတဲ့ပတိအနေများလိုက်ပြီးတော့နေမှာပေါ့ဟုတ်ရဲ့လားအိမ်ကနေတဲ့ပုဂ္ဂိုလ်ကလည်းပြန်ကြီးမေးလိမ့်မယ်လေမဟုတ်လားဟိုကတော့ဝန်ကတော့တရားအရာသာရှိတော့တစ်ထောင်တကားလည်းအပြစ်လို့တဲ့ပုဂ္ဂိုလ်တွေရောတရားရှိတဲ့ယုံကြည်ချက်ရှိတဲ့ပုဂ္ဂိုလ်တွေရောဘုရား1000ကျော်တော့ရှိ1000ကျော်တော့ရှိတော့ဘုရားအကျဉ်းသားတယ်ဖခင်ပြီးတော့လည်းအသက်80ကျော်ပေါ့ငါပြန်မတော့မယ်ကိုမွေးရတာနေပြန်အောင်မှာပဲကုသိုလ်ရသိခြင်းလို့ဘုရားကြွတယ်ဆိုတော့ကုသိုလ်ရသိခြင်းလို့ကိုလည်းခင်ဗျားတို့တန်ဃာတွေကြွတယ်ဆိုတော့ခင်ဗျားတို့ကုသိုလ်ရသိခြင်းလို့ကြွတာဟုတ်ရဲ့လားကုသိုလ်ရသိခြင်းလို့
ကြွတယ်လို့အောက်ပြလိုက်ဗျာကိုလည်းဗျာဘာကမီတော်အပင်းလွတ်နေတဲ့တော့ရှိပေါ့အဲ့တော့ဘာကမီတော်ပြောရမယ်အသက်ကလည်း80ကျော်ဘုန်းကြီးတို့ရွယ်ပေါ့အဲ့ဘာကမီတော်လည်းအကျိုးများအောင်ဆွေမျိုးတွေလည်းအကျိုးများအောင်ငါငွေရပြင်ပြန်မယ်ခေါ်ပြန်ပြတဲ့လာကလည်းတပေါင်းလာတယ်ဗျာတပေါင်းလာမှရွေးပြန်တာဘာလို့တော့တပေါင်းလာကြတော့ဆောင်းကုန်ငွေအခုလေယူလေးတွေကတုံလုံးဖြန်းတော့ရွာဟောင်းလေးတွေကမပြေဘူးလားရွာဟောင်းပြေပြီးတော့ရွက်တက်ကလေးတွေကမထွက်ဘူးလားတော်တော်တော့ထောင်လုံးမလာဘူးလားအဲခုနပြောလို့အေးတာရှိတဲ့နေရာလဲမြေသားမြင်းတို့လေးနဲ့ဖြာခင်းတို့ခင်းတို့ပြီးတော့ခန္ဓာတော်မှာရွာဟောင်းလေးပြေလို့ရွက်တွေဝေးတိတ်လှတဲ့တောတော့အဲဒီလှပတဲ့အချိန်ကလေးရွေးပြန်လာတော့ပြီးတော့လည်းအဲ့ဒီရွက်တွေဝေးထားတဲ့အချိန်ကားလေးမှာဩဝါဒလေးတွေပြီးတော့လေလွမ်းစေးစရာလေးတွေမရှိဘူးလားဩဝါဒတုံတန်းချိုးတော့သောတာပန်မာတိတို့တောင်မှမသိနိုင်မြဲရဆိုရတဲ့လွမ်းမွယ်တစ်ပါးဟောတပေါင်းလားအကောင်းဆုံးတပေါင်းလားရွက်လူတွေတွေ့ရက်တဲ့ဝေတဲ့တပေါင်းလားမှာရွေးပြီးတော့ဖရာဇာတိမြေကြွတယ်လို့ဒီနေ့တက္ကကြီးတူတဲ့ဥပ္ပယဝင်တို့မိသားစုကလည်းရွက်တဲ့ဝေတဲ့တပေါင်းလားရွေးပြီးတော့ဆွေတွေမျိုးတွေကိုတရားပေးပါတယ်ဆိုရင်လွဲမလားမလွဲဘူးရအခါကောင်းတဲ့တပေါင်းလားဟုတ်ရဲ့လားရွက်တဲ့ရွက်ဟောင်းပြေရွက်တဲ့ဝေတဲ့တပေါင်းလားလွမ်းမွယ်ကတော့တပေါင်းလားမှာတော့အေးသားတွေသမီးတွေကနေပြီးမိဘများကျေးဇူးဆက်တော့အဖြစ်အမျိုးကောင်းသားတို့ဟာညဉ့်ညနေပြီးပို့မယ်ဆိုကြီးကျယ်ခမ်းနားတဲ့မန္တတဲ့ဆောက်ပြီးဒီနေ့အလူတော်မင်္ဂလာကြီးပေးပါတယ်ဆိုရင်လွဲမလားလွဲပါဘူးဒါလည်းဘုရားတနေ့တယူရနာတေယူရနာဆို7တိုင်လောက်ဝေး7တိုင်လောက်ကိုကြွတရားတွေဟောကုသိုလ်ဖြစ်စေခြင်းလို့ဘုရားတန်းကြွရင်တန်းရောက်တာပေါ့သို့တော့တနာပြင်းကြီးနာဖလာမင်းနာစတော့ဟိုဆုနေကကြတရားတွေနာကြကုသိုလ်တွေမရဘူးလားပြည့်တတ်တွေတော့တိုးမလာဘူးလားအဲ့လိုလာတာ၄လကြာတော့ငွေရမြေရောက်ငွေရမြေရောက်တော့တိတ်တာကြွလာပြီးတဲ့ဆိုဆွေမျိုးတွေကဘွားကုန်လို့ဒီနေ့လိုရှိမှပေါ့ဒီလိုရန်ကုန်ကဆွေမျိုးတွေကလာတာမဟုတ်ဘူးလားလာတော့တွင်းကြီးကဆွေမျိုးတွေကလည်းသူတို့လူဘက်တို့အားပေးမယ်ဆိုရင်လာကြဘူးလားအဲ့လိုပဲပေါ့နှုတ်ဆက်ကြမှာပေါ့ဟုတ်ရဲ့လားအခုလည်းပဲတရားရှင်ကိုယ်တော်ကကြွလာပြီဆိုတော့ဆွေမျိုးတွေကနှုတ်ဆက်ကြတာတာကင်မျိုးဆိုတာမာနကြီးတာအမာနကြီးတော့သူအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကငယ်တဲ့တိတ်တတာငယ်တော့ဘုရားကငယ်တော့သူတို့ကနှုတ်တော်ဆက်တဲ့အယုဒိမပြုဘူးသူတို့ရဲ့ငယ်တဲ့ကလေးတွေရှိကတိုးပြီးမင်းတို့ဦးကြီးกว่าမင်းတို့ဦးလေးกว่าနှုတ်သက်ကြမာနဆိုတာမခက်ဘူးလားခက်တယ်ခုဘုရားကိုတုပြီးတော့တာကင်မျိုးတွေကဘုရားဥချဘူးနှုတ်တာဆက်တာဦးကြီးတော်ရဲ့ဦးလေးတော်ရဲ့ကိုအဲ့လိုနှုတ်သက်မှလို့ကလေးတွေဒါရှိရတွန်းပို့တာသူတို့ကနောက်ကတို့တရားနာပြတာဟုတ်ရဲ့လားတို့ပြတတ်ဒီကောကလေးတွေတွန်းပို့တာလားနောက်ကနေသလားရှိကနေသလားဘယ်လိုနေကြရှိကနေတာပေါ့ဟုတ်ရဲ့လားရှိကနေတာအခုဘုရားအမျိုးတွေကအဲ့လိုဟုတ်ရဲ့လားမဟုတ်ဘူးကလေးတွေရှိရပို့တာတို့တော့နှုတ်သက်ပြီးတော့ပြန်ကုန်ကြတာဘယ်သူမှသောတာမဖြစ်ဘူးသိလို့လားမသိလို့လားမသိလို့မဖြစ်တာဒါမသိတာမခက်ဘူးလားကိုင်းတို့တရားနာပြတာတွေလောကကြီးသူကူတောင်းညနေပါသိရတာနဲ့မသိရင်ကြားကြလို့မခက်ဘူးလားဒါသိလို့တရားနာတလုံးမဟုတ်လားသိလို့သာသနာမှာခိုးအောင်နေတလုံးမဟုတ်လားမသိတဲ့လူကခိုးရလားကိုသာသနာတို့ကခိုးတိုက်ပြီးတော့လိမ့်ညာသားနေတဲ့ကောင်းတွေကောင်းရှိဘူးလားသိလို့လားမသိလို့လား